နေတိုင်းကျွန်မကတရားပူဆောင်ပြီးအသားအရည်နူးညံ့ချုံးမွေ့နေအောင်နို့အမြောက်များနဲ့ရေချိုးပါတယ်ရေချိုးပြီးတဲ့နောက်အဲ့ဒီနို့တွေကိုကြောက်ရွံ့တွေရဲ့ဘားဆက်ကနေတစ်ဆင့်မြို့တဲကစင်းရဲသားတွေစီစီးဆင်းသွားအောင်လုပ်ပေးပါတယ်ဒါပေမဲ့သူတို့လူတောက်နေတဲ့နို့တွေကကျွန်မရေချိုးထားတဲ့နို့တွေဆိုတာဘယ်သူမှမသိကြပါဘူးဒီမြင်ကွင်းကိုကြည့်တိုင်းကျွန်မရဲ့အတိတ်ကိုသတိရမိပါတယ်ကျွန်မကမွေးရပါဘူးရင်မဟုတ်ခဲ့ပါဘူးတစ်ချိန်ကတန်ကြိုးတွေနဲ့ချီနှောင်ခံထားရတဲ့ကျွန်တယောက်သာဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဘူရင်ကကျွန်မကိုကယ်တင်ခဲ့ပြီးနန်းတော်ကိုခေါ်သွားကရွှေတန်လွင်ပန်းကုန်းဆောင်းပေးပြီးဘူရင်မဖြစ်တည်မြောက်ခဲ့ပါတယ်ဒါပေမဲ့ကျွန်မလိုချင်တာကဒီလောက်နဲ့မပြီးသေးပါဘူးမင်္ဂလာဦးညစ်မှာပဲမော်မန်နန်ရွတ်ပြီးဘူရင်ကိုငရဲစီပိုးပစ်လိုက်ပါတယ်ပြီးတော့အမဲရောင်သူရဲ့ကောင်းတစ်ဖွဲ့ကိုဆူဆီးကတိုင်းပြည်ကိုအာဏာသိမ်းပြီးစနိုးဝိုက်ကိုမောင်မိုက်တဲ့ထောင်အောက်ခန်းတဲ့ထာဝရပိတ်ထားလိုက်ပါတယ်Blog Fusion ကနေကြိုဆိုပါရစေအကောင်းဆုံးရုပ်ရှင်တွေကိုတင်ဆက်ပေးမှာပါအကောင့်ကိုလည်း like နဲ့ follow လေးလုပ်သွားကြပါဦးခင်းနှန်းကိုရပြီးနောက်မှာတော့နေတိုင်းမိန်းကလေးငယ်တယောက်စီကိုကျွန်မရှိခေါ်လာခိုင်းပါတယ်မော်ပညာနဲ့သူတို့ရဲ့နုပြိုမှုအသက်ဆွမ်းအားတွေကိုစိုးယူလိုက်တာကြောင့်သူတို့ဟာအိုမင်း6တွေ့သွားပြီးကျွန်ရဲ့ထာဝရအလှပအတွက်အင်အားဖြစ်လာခဲ့ပါတယ်နှစ်ပေါင်းများစွာကျွန်မကမော်မန်ကိုမေးခဲ့ပါတယ်ဒီတိုင်းပြည်မှာအလတ်ဆုံးကဘယ်သူလဲမော်မန်ရဲ့အဖြေကအမြဲတမ်းတစ်ခုတည်းပါပဲဖူရင်မပဲဒါပေမဲ့10နှစ်ကြာပြီးတဲ့နောက်မှာတော့အဖြေပြောင်းသွားပါတယ်မောင်မိုက်တဲ့ထောင်အောက်ခန်းထဲမှာပိတ်ထားခဲ့တဲ့စနိုးဝိုက်ဟာကျွန်မထက်တောင်ပိုလာတဲ့မိမပြိုတယောက်ဖြစ်လာပြီလို့မော်မန်ကပြောလိုက်ပါတယ်အဲ့ဒီစကားကြောင့်ကျွန်မမနာလိုစိတ်နဲ့ယူမတက်ဖြစ်သွားပါတယ်ဒါပေမဲ့မော်မန်ကစနိုးဝိုက်ရဲ့နှလုံးကိုစားလိုက်ရင်ထာဝရနုပြိုမှုကိုရရှိနိုင်မယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်အကိုကိုထောင်အောက်ခန်းထဲလွတ်ပြီးစနိုးဝိုက်ကိုတက်ကသူမရဲ့နှလုံးကိုယူလာခိုင်းလိုက်ပါတယ်ဒါပေမဲ့သူကစနိုးဝိုက်ရဲ့အလတ်မှာစိတ်ကြံသွားခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးစနိုးဝိုက်ကသူ့မျက်နှာကိုကုတ်ကထွက်ပြေးသွားခဲ့ပါတယ်ကျွန်မကမြို့တဲကစစ်သားအလုံးကိုလွတ်ပြီးလိုက်ဖမ်းခိုင်းပေမဲ့သူမကမြောင်းလဲတွေကနေလွတ်မြောက်သွားပြီးကျွန်မမရောက်နိုင်တဲ့တောနက်ကြီးထဲမှာပုန်းရှောင်သွားခဲ့ပါတယ်ဒီရှုံးကြောင့်ကျွန်မရဲ့မျက်နှာဟာမြင်မြန်ဆန်ဆန်အိုမင်းလာပါတယ်ဒါကိုလက်မခံနိုင်တော့တဲ့ကျွန်မကစနိုးဝိုက်ရဲ့နှလုံးကိုကိုယ်တိုင်သွားယူဖို့ဆုံးဖြတ်လိုက်ပါတယ်တောတစ်ခုလုံးကိုနင်းတွေနဲ့ဖုံးအုပ်ပြီးသူမရဲ့ငယ်ချက်ဖြစ်အသွင်ပြောင်းကအနာကပ်သွားခဲ့ပါတယ်ပြီးတော့ပြင်ဆင်ထားတဲ့စိတ်တင်ပန်းသီးကိုသူမစားသွားတာကိုစောင့်ကြည့်နေခဲ့ပါတယ်မကြခင်မှာပဲစနိုးဝိုက်နာကျင်စွာလဲကျသွားပြီးကျွန်မလဲအိုမင်းချောက်ကနေတဲ့မျက်နှာစစ်ကိုဖော်လိုက်ပါတယ်ဒါပေမဲ့သူမရဲ့နှလုံးကိုထုတ်ယူတော့မဲ့အချိန်မှာပဲသူမရဲ့မဟာမိတ်တွေရောက်လာခဲ့ပါတယ်ကျွန်မလဲကြီးအုပ်ကြီးဖြစ်ပြောင်းပြီးအရှိတကွဲနဲ့နန်းတော်ကိုပြန်ပြေးခဲ့ရပါတယ်အဲ့ဒီအချိန်မှာတော့ကျွန်မတေခါနီးအထိအိုမင်းနေပါပြီဒါကြောင့်အရင်ကအထင်သေးခဲ့တဲ့အစေခံတွေရဲ့အသက်ဆွမ်းအားကိုစုပ်ယူပြီးအင်အားပြန်ယူခဲ့ရပါတယ်ဘာလို့လဲဆိုတော့စနိုးဝိုက်ကစစ်မှန်တဲ့အချက်အနံအောင်ပြန်နိုးလာပြီးကျွန်မကိုတိုက်ခိုက်ဖို့စစ်တပ်ကိုဆူဆီးနေပြီဆိုတာသိထားလို့ပါမကြခင်မှာပဲစနိုးဝိုက်ကသူမရဲ့စစ်တပ်နဲ့အတူနန်းတော်ကိုခြိတက်လာပါတယ်မြောင်းလန်းကနေခိုးဝင်လာတဲ့လူပူလေးတွေကနန်းတော်တကားကိုဖွင့်ပေးလိုက်ပါတယ်နောက်ဆုံးတိုက်ပွဲရောက်လာပြီဆိုတာသိတဲ့ကျွန်မကသူတို့အားလုံးကိုထိနှိမ်ခတ်မတဲ့ဝင်လာခွင့်ပေးလိုက်ပါတယ်အားလုံးစုဝေးလာတဲ့အချိန်မှာအမောင်မော်ပညာကိုအပြည့်အလွှာထုတ်လွှတ်လိုက်ပြီးမင်းနဲ့တဲ့အပိုင်းစာတွေဟာကြောက်စရာကောင်းတဲ့ဘီလူကြီးဖြစ်ပေါင်းစည်းကသူတို့ကိုတိုက်ခိုက်ပါတော့တယ်စနိုးဝိုက်ကသူမရဲ့ဖခင်ဘူးရင်အတွက်လက်စားချေဖို့ဓာတ်ကိုဂိုင်းမြောက်လာပါတယ်ဒါပေမဲ့သူမကကျွန်မကိုဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲကျွန်မကမိတော့တွေထဲမှာတောင်ခန္ဓာကိုယ်ကိုချက်ချင်းပြန်လဲကုသနိုင်ကြောင်းပြတာပြီးကိုမအနိုင်ယူနိုင်တဲ့သူလို့ယုံကြည်နေခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးချိန်မှာစနိုးဝိုက်ကကျွန်မရဲ့တိုက်ခိုက်မှုကိုဓာတ်စီးပြီးတံပြန်ထိုးချက်နဲ့ကျွန်မရဲ့နှလုံးကိုတိုက်ရိုက်ထိုးဖောက်လိုက်ပါတယ်ပိုဆိုးတာကအဲ့ဒီဓာတ်မှာသူမရဲ့တွေးတွေကက်နေခဲ့တာပါအဲ့ဒီတွေးကကျွန်မရဲ့တခုတည်းသောအားနည်းချက်ဖြစ်ခဲ့ပါတယ်ကျွန်မထိန်းချုပ်ထားတဲ့အမောင်ဘီလူးတွေချက်ချင်းပြိုကွဲပျောက်ကွယ်သွားပြီးဒဏ်ရာကနေအသက်ဆွမ်းအားတွေဖြည်းထွက်ခွာသွားတာကိုခံစားရပါတယ်တပေါ်လုံးအာနာအလှပနဲ့ထာဝရအသက်ကိုရှာဖွေခဲ့ပေမဲ့နောက်ဆုံးမှာတော့ကျွန်မဘာတစ်ခုကိုမှမပိုင်ဆိုင်နိုင်ခဲ့ပါဘူး